ဒီအင်အားတွေနဲ့ကျွန်တော်တို့နာကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေတာကိုတိုးတက်အောင်ပို့ပြီးလှုပ်လာနိုင်လိမ့်မယ်လို့မျှော်လင့်လား ဟုတ်ကဲ့မျောလင့်ပါတယ်ဗျာဆရာ ဟုတ်ကဲ့ဒီဘာတွေပြင်ဆင်ထားလဲလုပ်ဖို့ တော့ဘောတော့ကျွန်တော်တို့ဥစားပေးပေါ့ plan A B ရှိပါတယ်ဗျာအတစ်ကဆောင်ရမှုဥစားပေးတစ်နှစ်အဲ့လိုကျွန်တော်တို့အဲ့ဒါခန့်ကဏ္ဍကိုကျွန်တော်ပြီးတော့ထထဝင်လုပ်ချင်ပါတယ်ဟုတ်ကဲ့ဒီကျွန်တော်တို့နာကဒေတာဆိုတာဖွံ့ဖြိုးမှုကနောက်ကျနေသေးတာပေါ့နော်ဒီဖွံ့ဖြိုးတိုးတက်အောင်ပေါ့ဘာတွေဖွံ့ဖြိုးရေးလုပ်ငန်းတွေ အဓိကတော့ကျွန်တော်ပညာရေးပေါ့ပညာရေးခန့်ကဏ္ဍကိုပြီးတော့ထထဝင်ကောင်းမှလုပ်ချင်ပါတယ်။နောက်ဒေတာနံပါတ်7တွေပေါ့ဒီကနံပါတ်7တွေတော်တော်ခက်ခဲကလာဒီဒေတာဖြစ်ပါတယ်။ဆိုတော့ဒီကပညာရေးနဲ့ကျမရေးဒီနံပါတ်7တွေကျွန်တော်ပြီးတော့လုပ်ချင်တယ်ဖြစ်က ဟုတ်ကဲ့တို့တော်ထဲမှာဟိုဆရာတို့ကကြတော့အင်အားဥယျာဉ်နေသေးတယ်ပေါ့နော်အဲ့တော့ကြတော့ကိုအဆိုတွေဘာညာတွေရောအောင်လိမ့်မယ်လို့မျှော်လင့်လား ကျွန်တော်တို့အားလုံး inclusive ဖြစ်အောင်တော့ခြားတော့ပါတီတွေနဲ့လည်းပေါင်းပြီးတော့တိုင်းတာတစ်ခုတော့အောင်မြင်မယ်လို့ကျွန်တော်ပြောနေပါတယ်ဟုတ်